ကဲ hello အားလုံးပဲမင်္ဂလာပါတော့ချစ်သူငယ်ချင်းချင်းမဆွေများအားလုံးเนาะကဲအခုကျွန်တော် password တို့ရင် password ထည့်နည်းလေးလာလို့ပြပေးမှာဖြစ်ပါတယ်เนาะဘာလို့လုပ်ရမလဲဆိုတော့အခုဖုန်းနံပါတ်ရှိနေတဲ့ချိန်မှာ password ထည့်ထားလိုက်ပါเนาะနောက်ကြအဲ့ဖုန်းနံပါတ်ကိုမရှိတော့ဘူးဆိုရင်တခြားဖုန်းကဲကို account တို့ရင် account ကိုဖုန်းစီများနေတော့နှမျိုးလဲဆိုရင်တခြားဖုန်းမှာပြောင်းထည့်မယ်ဆိုရင်တခါတည်းပြောင်းထည့်လို့ရအောင်ပေါ့เนาะအဲ့မျိုးပဲ password ထည့်ထားရင်ပိုကောင်းတာပေါ့ပိုအဆင်ပြေတာပေါ့เนาะကဲအခုကြည့်ကြရအောင်เนาะဘယ်လိုထည့်မယ်ဆိုတော့လာပြပေးမှာเนาะအခုကျွန်တော်ဖုန်းနံပါတ်တွေပဲရှိထားရင်တခါတည်းပြောင်းထားလုပ်ထားလိုက်ပေါ့เนาะလာတို့ကြည့်ကြရအောင်เนาะကဲအဲ့မှာเนาะပထမဆုံးကိုတွင်း account ထဲမှာဝင်လာပြီးရင်အဲ့မှာဒီဘက်မီပဲအဲ့ဘက်မှာနေလိုက်ပါเนาะအဲ့မှာကို account ထဲဝင်လာပြီးအဲ့မှာဆုံးတော့အဲ့မှာအဆက်34ရှိပါမယ်အဲ့မှာအဲ့ဟာကိုနှိပ်ဝင်လိုက်ပါအဲ့ဝင်ပြီးအဲ့မှာအဲ့မှာပုံစံလေးဆွဲ setting ထဲပုံစံဝင်လိုက်ပါเนาะ setting ပုံစံထဲဝင်လိုက်ပြီးရင်တို့အပေါ်ဆုံးမှာရှိထားမယ်เนาะအဲ့မှာတော့ပုံစံလေးအဲ့ပေါ်ဆုံးကိုဝင်လိုက်ပါဝင်ပြီးအဲ့မှာအခုကိုတုံးထားတဲ့ဖုန်းနံပါတ်ရှိထားရမလားအဲ့ဟာရှိထားရဆိုရင်အဲ့မှာအဲ့မှာ password ထည့်လို့ရရင်เนาะအဲ့မှာ password ထည့်ထားအဲ့ password ကိုထည့်ရှင်တဲ့ password ထည့်လိုက်ပါเนาะအဲ့မှာကျွန်တော်ထည့်ထားတဲ့ password ကတော့အဲ့မှာတော့အဲ့မှာကျွန်တော်တို့ထည့်ထားတဲ့ဖုန်းနံပါတ် password ကအဲ့မှာနှိပ်ပြီးတော့ရမလားရပြီအဲ့မှာကိုယ့်ဖုန်းနံပါတ်ကိုကိုကြလာမယ်အဲ့ကိုနံပါတ်ကိုဒီဖုန်းထဲကိုထည့်လိုက်ပါเนาะအဲ့မှာအဲ့မှာတော့ထည့်တော့လိုက်ပါเนาะအဲ့မှာpassword ကထည့်လို့ရတော့ရင်เนาะ okay တော့ရင်เนาะအခုနောက်တစ်မျိုးကြတော့ကိုဖုန်းနံပါတ်မရှိတော့ဘူးဆိုရင်အဲ့ဖုန်းနံပါတ်ကိုပြန်ပြောင်းရှင်နေဆိုရင်အဲ့မှာနှိပ်တော့လိုက်ပါအဲ့မှာเนาะအဲ့မှာနှိပ်လိုက်ပါပြီးရင်အဲ့မှာတော့ဖုန်းနံပါတ်တောင်းလာလိုက်မယ်ဖုန်းနံပါတ်တောင်းလာတဲ့ချိန်မှာအဲ့မှာတော့ဖုန်းနံပါတ်အဟောင်းကမရှိတော့ဘူးအဲ့မှာ forgot password အဲ့မှာအဲ့နာလေးမှာကိုရှင်မဟာနှိပ်လိုက်ပါနှိပ်ပြီးရင်အဲ့မှာကိုဖုန်းနံပါတ်အတိတ်ကိုအဲ့မှာတစ်ခါတည်းပြောင်းထည့်လိုက်ပါเนาะအဲ့မှာအခုကနိုင်နေလို့เนาะအဲ့မှာတော့ကိုကပြောင်းလို့မရသေးပါဘူးခုနကလုပ်ပေးတော့အဲ့မှာဒီဟာနှိပ်ပြီးရင်တော့ဖုန်းနံပါတ်တစ်ခုတောင်းလာလိုက်မယ်အဲ့ဖုန်းနံပါတ်အတိတ်ကိုထည့်လိုက်ပါထည့်ပြီးအဲ့မှာနှိပ်လိုက်ပါတော့ဖုန်းနံပါတ်ကျလာလိုက်မယ်เนาะအဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ရင်တော့ရပါပြီเนาะအားလုံးအဆင်ပြေကြပါစေလို့เนาะဘိုင်ဘိုင်